အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ ABK Channel မှာကြိုဆိုပါရစေ။ယနေ့ဗီဒီယိုလေးမှာတော့ဗုဒ္ဓဘာသာရဲ့ဟန်တော်များစောကံကြွချိန်မှာဘာကြောင့်ဖဏမစီရပါလဲဆိုတဲ့အကြောင်းရင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ရှင်ပြားတဲ့ဆုံးကံကြွရင်လည်းဘာကြောင့်ဖဏမစီရလဲဆိုတာလေးတဲ့ရှင်ပြပါဖေဟာတဲ့နော်။အဲ့တော့ဒီဥပဒေဖြစ်ပေါ်လာပုံတွေကဦးဇင်းတို့ tradition နဲ့လည်းဆိုင်ပါပေါ့နော်။ရှေ့တုန်းကအိန္ဒိယနိုင်ငံမှာရှိတဲ့သူတော်စင်တွေကဖဏစီကြပုံမရဘူး။အဲ့ဒါအတွက်ကြောင့်ပဲယဟန်တော်တွေကဖဏမစီကြဘူး။နောက်ပိုင်းကျတော့အရှင်သောနာဆိုတဲ့မထေရသူ့ရဲ့ခြေဘွားကအင်မတန်မှနူးညံ့တာပေါ့နော်။ဒီမထေရကိုအကြောင်းပြုပြီးတော့တလှော်တစ်ထက်ရှိတဲ့ဖဏကိုခွင့်ပြုခဲ့တာပေါ့နော်။အဲ့တော့နောက်ပိုင်းကျတော့ဦးဇင်းတို့စဘဂီယဟန်တွေကနေပြီးတော့ဒီမျိုးတွေရွာတဲ့အတွင်းသွားတဲ့အခါမှာဖဏရည်စီးပြီးတော့ကြွားဝပြီးတော့မြောက်ကြွနဲ့လိုက်သွားတဲ့အခါကျတော့လူတကာအမတွေကနေပြီးတော့ကဲ့ရကြတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မြတ်စွာဘုရားကမျိုးရွာအတွင်းသွားလို့ရှိရင်ဖဏမစီရဘူးလို့ပြညတ်တာပေါ့နော်အဲ့တော့လုံးမစီရဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးဖဏနဲ့ကင်းပြီးတော့ကျမ်းမာရေးမကောင်းနိုင်ဘူးဆိုရင်တော့စီးခွင့်ရှိတယ်ဖဏနဲ့ကင်းပြီးတော့ကျမ်းမာရေးကောင်းနိုင်တယ်ဆိုရင်တော့စီးခွင့်မရှိဘူးအဲ့ဒါအတွက်ကြောင့်ပေါ့နော်